ရင်းစတော့မဒီရေးတာအခုတစ်ခေါက်လာတော့14ပေါင်တေးလို့ဟုတ်ပြီကျန်မနဲ့ဒါပဲဟိုကျက်ဒီလိုလည်းပါပါထပ်ဖြစ်တဲ့နေရာကျွန်တော်လူနာတွေပေါ့နော်ထပ်ပြီးတော့အသက်အနေမရှိတဲ့လူနာတွေကိုကျွန်တော်ကားရှိရရုံးမှာရှိတဲ့ကမာ9စီးနဲ့ထွက်ပြီးတော့လှုပ်ရှားပြီးတော့ကျွန်တော်ဆေးရုံတွေပို့ပေးတယ်နောက်တရက်ရောက်တော့ကျွန်တော်ကအလောင်းတွေပဲဖြစ်တာအလောင်းတွေကိုတည်ပေးတယ်ရင်ခွဲရုံကိုကျွန်တော်ပို့ပေးတယ်ကျွန်တော်ဒီကားနဲ့ထူးထူးအောင်ခံမှန်းကြီးကအလောင်းရှိဘူးလို့ကျွန်တော်80-80လောက်တော့ရှိပြီကျွန်တော်သေးရလုံးနေလေဟုတ်80-80လောက်ရှိပြီအနေနဲ့ပတ်တိုက်ပြီးတော့နောက်ဒီလုံးဝမဖြစ်ပါစေတော့ပဲဆူတောင်းပါပေါ့လူတွေလည်းတော်တော်များများဆုံးရှုံးသွားပြီတော့လေအဲ့လိုမျိုးဒီအကြီးတက်ပြမှာပဲစိုးရင်ပြီးကြောက်နေတာသူလက်ရှိမှာပြိုတဲ့တိုက်ကြီးအများကြီးရှိတယ်ထက်လုံးမယ်ဆိုရင်ပြိုမဲ့တိုက်တွေဆိုလုံးဝအများကြီးပဲရှိတယ်ထပ်ပြီးတော့စိုးကြီးလည်းမဖြစ်အောင်ထပ်မလုပ်ပါနေတော့ပဲဆူတောင်းပါ